တတိယ West တွေဝယ်ထားပြီးတော့ဗျာတိန်းထားတာနဲ့မတင်ပြတဲ့ West တွေနော်ဒီနေ့တော့ဆိုင်လေးကိုရှင်းတယ်ကျွန်တော်ရဲ့ chip customer လေးတွေကိုရှိတဲ့ West လေးတွေပြရင်လည်းအတန်ဆုံးနှုံးနဲ့ပဲရောင်းပေးပါမယ်နော်အတန်ဆုံးနှုံးထားနဲ့ပဲရောင်းပေးပါမယ်ခင်ဗျာ West တွေကတော့ model အစုံရှိပါတယ်ခင်ဗျနော်ဒီကနေစလိုက်မယ်နော်ဒါလေးက CMF West 2 Pro လေးဖြစ်တယ် West 2 Pro ဘူးပစ္စည်းဆောင်မှာအလုံးဝအတန်လေးဖြစ်ပါတယ်ဘလို့လူတွေနဲ့လိုက်လဲဆိုဒါတွေကဒီနိုင်ပတ်တိုင်းခံကြတာမဟုတ်ချစ်ဖို့ကောင်းတာနော် OLED display လေးနဲ့တော်မိုက်တယ်ရေးဆိုရေးစိမ်အကျန်းခံပါညာလဲမိုက်တယ်ဒီ CMS West 2 Pro လေးကို2,8500နဲ့ယူပါခင်ဗျာနော်ဒါ CMS West 2 Pro ဘူးပစ္စည်းဆောင် nothing ကင်ထားတဲ့လူတွေ CMF ကင်ထားတဲ့လူတွေနဲ့မဟုတ်ဘဲနဲ့ Android iPhone အားလုံးနဲ့ပတ်လို့ရပါတယ်နောက်တစ်လုံးက Google ကထွက်ထားတဲ့ Google Pixel Watch 2 လေးဖြစ်ပါတယ်ခင်ဗျာ Google Pixel Watch 2 လေးကကျတော့ချစ်ဖို့ကောင်းတဲ့ watch ထဲမှာပါပါတယ်ဒီကောင်လေးကလည်းအထာကျတဲ့ watch မဟုတ်ချစ်ဖို့ကောင်းတဲ့ watch နော်ကောင်မလေးတွေပတ်ရင်လိုက်မယ်လက်သေးလေးနဲ့ကောင်လေးတွေ cute တိုက်လေးတွေပတ်ရင်လိုက်မယ်ဒီ watch 2 Google Pixel Watch 2 လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကဒီကောင်လေးလည်းတော်မိုက်တယ်နော် OLED လေးနဲ့ display ကလုံးဝဖောင်းလေးအပေါ်ဖောင်းနေတဲ့ပုံစံလေးဒီ Google Pixel Watch 2 လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက9,800နဲ့ရောင်းချပေးပါမယ်ဒီကောင်လေးကတော့ Samsung ကနေနောက်ဆုံးထွက်ရှိထားတဲ့ Samsung ရဲ့ Red 8 Classic လေးဖြစ်ပါတယ် leather ကြိုးနဲ့ကျွန်တော်တို့ဒိုင်ခွက်ကလည်းကျွန်တော်တို့ဒီကောင်ဆိုလို့ရှိရင်ဒိုင်ခွက်အကြီးပေါ့နော်ယောက်ျားလေးဘက်ပုံမှာဒီကောင်ကဟိုနဲ့လာတယ်ဗျ 47mm နဲ့လာပါတယ်နော် 47mm နဲ့ချိုးရတဲ့အချိုးစားတော်လာတယ်ဒီကျွန်တော်တို့ဒီ Samsung Red 8 Classic လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကကျွန်တော်ရဲ့ chip customer များ12,500နဲ့ပဲယူအတန်ဆုံးတော့ကြိုက်တဲ့ဆိုင်သွားကြည့်14သိန်းခွဲ15သိန်းမှာရှိတယ်နော်14သိန်းခွဲ15သိန်းမှာရှိတယ်12,500နဲ့ပဲယူပါဒီနာကြီးကလည်းမိတ်ဆွေကြိုက်တဲ့နေရာရှာ TV ဖနက်ပါဝါမယ်ကိုဟို Oppo ကနေထုတ်ထားတယ် Oppo Watch H ကိုမှ global လေးဖြစ်ပါတယ် China မဟုတ်ဘူး Oppo Watch H ဘူးပစ္စည်းအစုံလေးဖြစ်မယ်နော်ဒီကောင်လေးဆိုမိတ်ဆွေကျွန်တော်8,500နဲ့ရောင်းချပေးမယ်ကျိုးလေးတွေကလည်းတော်မိုက်တဲ့ကျိုးလေးဖြစ်တယ်မှန်ရောဘေးပေါင်ရောချိုးရတဲ့အချိုးစားတော်မိုက်တယ် Oppo ရဲ့ကျွန်တော်တို့5 series တွေဆိုင်ထားတဲ့လူတွေအတွက်ဆိုကွက်တိလေးဖြစ်မယ် Oppo Watch H global version လေးဖြစ်မယ်8,500နဲ့ပဲယူပါခင်ဗျာဒီကောင်လေးကတော့ Huawei ကထွက်ထားတဲ့ Huawei ရဲ့ GT5 ကို Blue Edition လေးဖြစ်မယ်ဘူးပစ္စည်းအစုံအသက်တိုင်းပတ်ရမယ်ကျိုး Blue နဲ့ဖြစ်မယ်ပေါ့နော် 46mm ရှိမယ်ယောက်ျားလေးပဲဖြစ်မယ်4,800နဲ့ယူပါဒါလေးကတော့အခုနောက်ဆုံးထွက်ရှိရတဲ့ Huawei ရဲ့ Watch GT6 လေးဖြစ်မယ်အခုနက Watch 5လိုပဲဒီကောင်လည်း 46mm ဖြစ်မယ်ဒီကောင်လေးကအစိမ်းအောင်လေးဖြစ်မယ်ဒီကောင်လေးကိုကျွန်တော်9,500နဲ့ယူပါခင်ဗျာနောက်တစ်ခုက Huawei ရဲ့ထွက်ရှိထားတဲ့ဒီကောင်